လူတကာကြီးနဲ့လူမကြီးဘလောက်ရေစက်ချလိုက်ရတဲ့တုံးဒါလေးမေးတာပေါ့ရှင်ဘုရားကြီး2800လောက်ရေစက်ချလိုက်ရတယ်တဲ့အဲ့ဒါနဲ့ဦးဇင်းလည်းအော်ပြီးတော့ဒီကာလာကြီးတကာကြီးရဲ့တလောက်ကြီးလူပလိုက်တာအံဟောစရာကြီးတကာကြီးရဲ့ဝမ်းသာလိုက်တာနေပါအောင်တကာကြီးရဲ့2800ဆိုတော့ဘာဒီကုံသွားတာတုံးပေါ့မှန်လားရဲ့အဲ့ဒါနဲ့ဦးဇင်းကနေပြီးတော့မေးတာပေါ့တကာကြီးကိုရင်ဘဏ္ဍပဝတ်တုံးဆိုတော့ကိုရင်က7ပါးတဲ့ပရိက္ခယ7စုံပေါ့မှန်လားဟဲ့ပရိက္ခယ7စုံဆိုတော့အလွန်ဆုံးကုံတော်ကကြီးမြေ330ပေါ့ဦးအောင်ကျော်မြင့်တို့ဒေါခင်မိုးကြီးတို့တွတ်ထားနော်7ပါးဆိုတော့တော်ကကြီးမြေ330မိုင်ကုံပေါ့ပရိက္ခယမှန်လားဟဲ့ဘုန်းကြီးကဘလောက်ပင်တာတုံးပင်တန်ကဆိုတော့30တပါးတဲ့တခါကြီးဘလောက်နှုံးလူတာတုံးဆိုတော့တပါး3သိန်းနှုံးနဲ့30သိန်းပေါ့မှန်လားဟဲ့အခုသွားလိုက်တာတော်ကောင်းကြီးဟိုက30နဲ့ဒီက30သိန်းနဲ့ပေါင်းဘလောက်ရပါဘလောက်ရပါအဲ့ဒါလည်းဘာလို့တလဲလို့မေးလို့ဟုတ်ပြီတခါကြီးကဲစရင်လေးတွေကျုပ်အကျဉ်းမြင့်တွက်ကြည့်တာရပြီတရားဟောတဲ့ဓမ္မပူဇာတခါကြီးဘလောက်လို့တော့30တဲ့30ဆိုတော့ဟောနောက်ထပ်30ပေါင်းလိုက်တော့ဘလောက်ဖြစ်သွား90သိန်းပေါ့မှန်လားဟဲ့အိုးစွန့်ကြွေးကွန်းကြွေးတော်ကောင်းကြီးမြတ်ရေဟောဘာလို့လဲလို့မေးလို့ချင်းတန်ဃာတော်တွေစွန့်ကတ်တာတော်ကောင်းကြီးမြတ်တိန်း30ပေါ့မှန်လားဟဲ့20ထပ်ပေါင်းလိုက်ဘလောက်ဖြစ်သွားဟို100ကျော်ပေါ့မှန်လားဟဲ့ဟိုပရိသတ်ကဘလောက်ဖိတ်တာတော့ဟိုပရိသတ်ကအရှင်ဘုရား1100ဖိတ်တယ်တဲ့လူပေါင်း1100ဆိုလို့ချင်းထားစံတိန်း200အကုန်ပေါ့ကျွေးတာမွေးတာမိုင်ကုန်မှန်လားဟဲ့ပေါင်းလိုက်စံ300ကျော်ပေါ့မှန်လားဟဲ့အဲ့ဒါ300ကျော်ပေါင်းပြီးတော့တခါကြီး2000ကျော်ကိုအခု300ကျော်ပဲပေါင်းရသေးတယ်တခါကြီးဘလို့လဲပေါ့ရှင်ဘုရားတဲ့ဆင်က7ကောင်လေးတဲ့ဟောမှန်လားဟဲ့ဆင်ကဘယ်လောက်တယ်အဲ့ဒါတွေပါလာပြီးတော့စရင်တွေမပေါင်းတော့ရှင်ဘုရားဒါရင်မကားသေးဘူးနာမည်ကြီးနေတဲ့ဆိုင်းကလည်းနာမည်ကြီးမင်းသမီးကလည်းနာမည်ကြီးဆယ်လီတွေတဲ့အဲ့ဒါနဲ့တရားကောင်းကြီးရဲ့အဲ့လိုမျိုးဆိုင်းနေဘိသိက်တွေကတခါကြီးဆိုင်းကအရှင်ဘုရားတရားနဲ့မှ80ပေးရတယ်တဲ့ဆိုင်းဘိုးကမင်းသမီးက48သိန်းနဲ့တခါကြီးဘာတွေကုန်နေတော့ဟာရှင်ဘုရားတပည့်တော်တို့ကရန်ကုန်ကမိတ်ကက်ဆရာငှားထားတာတဲ့လိမ့်တာဟောပါသေးတယ်မှန်လားအင်တာနက်ကလည်းလိုက်လွှင့်နေတယ်တဲ့ဟောမှန်လားမန္တစင်ဒီကောကလည်းပဲမန္တစင်ကလည်းပဲနာမည်ကြီးတဲ့ဟိုပြောဝဲဘက်ကငှားထားတာတဲ့မှန်လားအခုတော်ကောင်းကြီးလူရန်သန်းတာကတော်ကောင်းကြီး310လောက်ပဲကုန်တာလေမှန်လားကုန်တဲ့ကုန်တိုက်တဲ့အဓိကကုန်ကျမှုက310လောက်ပဲကုန်တာလေမှန်လား2000ကျော်မှာတရားကောင်းကြီးမြတ်ရေအခုကြည်တရားကောင်းကြီးမြတ်ရေအစွန်းတွက်4လောက်တောင်2900လောက်ကောင်းနေဆိုတော့အစွန်းတက်4လောက်တောင်မကုန်နေဘူးလူတာတန်းတာကတကားမောင်မရအဲ့ဒါတကားကြီးရေစက်ချတော့တကားကြီးစွန်းကဘယ်လောက်လို့ပြောလိုက်တယ်2800ဆိုတော့ဟော2500ကျန်နေတဲ့ထားလန်းတရားကောင်းကြီးမြတ်ရေ800လုံးကုန်နေထားလိုက်လူတဲ့တန်းတဲ့နေရမှန်လားကျန်တဲ့တိန်း2000တကားကြီးဘယ်ရောက်သွားတာတော့ရေစက်ချတဲ့ထဲတကားကြီးဘာလို့ထဲတာတော့မှန်လားဦးအောင်ကျော်မြင့်ဒီလိုပြောတာအညာပြောတာပါတခါကြီးအလူပြောတာမဟုတ်ဘူးတခါမောင်များအဲ့ဒါနဲ့ဦးစင်းကနေတခါကြီးစောနာတော်ကရေစက်ချတာဘလောက်ကုန်လိုက်သလဲလို့ကြုံမေးတာလေလို့ဟုတ်တယ်လေတဲ့တပည့်တော်လေးရေစက်ချတာကုန်တာပြောတာလေတဲ့တခါကြီးဗမာစကားကိုပြန်နားထောင်အောင်ဦးစင်းမေးတာရေစက်ချတာကုန်တာပြောတာလေဟုတ်တယ်လေတပည့်တော်ပြောတာလေရေစက်ချတာကုန်တာပြောတာလေတဲ့ဗမ်းမျိုးတော်ရေနားလည်လားဟဲ့300ကျော်လောက်လေးပဲရေစက်ချတာကုန်တာအလွန်ဆုံးကုန်2800မှာ800လောက်လေးပဲရေစက်ချတာကုန်တာလေမှန်လားဟဲ့အဲ့ဒါဘုန်းကြီးတွေရလိုက်တဲ့ထဲက800လောက်ပဲတော်ကောင်းကြီးမြေကုန်သွားတာနားလည်လားဟုတ်အလူမှာမိတ်ကပ်ပြင်တာဟိုတော့ရေစက်ချတဲ့ထဲမထင်းနဲ့လေဘာလို့တွားထဲနေရတော့ဗမ်းမျိုးတော်ရေ
လူမကြီးတို့တော်ကြီးမြေလူတကာကြီးတို့မိတ်ကပ်ပြင်းတဲ့အဖိုးအခါတွေတော်ကြီးမြေရေစက်ချတဲ့ထက်လာထက်လို့ရပါမလားဘုန်းကြီးနဲ့ဘာဆိုင်လို့ရေစက်ချတဲ့ထက်တွားထက်တခါတခါပါဗျာနားလေလားဟေ့အဲ့ဒီဆိုင်တွေဘိတ်သိက်တွေစင်တွေမတ်တက်စင်တွေတော်ကြီးမြေမငားရဘူးလို့ဦးစင်တလုံးမှမပြောဘူးနော်မှန်လားဟေ့ငားလို့ရတယ်ဒါပေမဲ့ရေစက်ချတဲ့ခန္ဓာနဲ့အဲ့ဓာတွေနဲ့ဆိုင်သလားဘယ်ဆိုင်မှုလူမကြီးအညာပြောတာအညာဦးဇင်းတို့အညာမှာဖြစ်နေတာမှန်လား